ကဘာကြီး၏တိတ်ဆိတ်ပြီးမေ့လျော့ခြင်းခံထားရသောထောင်ဆုံးတစ်ခုတွင်အမျိုးသမီးငယ်တဦးသည်အပြင်ကဘာ၏အရာအလုံးနှင့်တီးခြားခွဲထွက်ကသူမ၏တဘဝလုံးကိုကုန်လွန်စေခဲ့သည်သူမ၏ကဘာသည်သေးငယ်သည်တိတ်ဆိတ်သည်မမြင်နိုင်ပေရင်းကိုအထီးကျန်မှုစိတ်ကူးရင်မှုများနှင့်သူမမြည်သည့်အခါမျှပိုင်ဆိုင်ခွင့်မရခဲ့သောအိမ်မက်များဖြင့်တိဆောက်ထားခြင်းဖြစ်သည်သို့သောမမျှော်လင့်ပဲအကျဉ်းသားတရားရှိသောသူစိမ်းတဦးသူမ၏ဘဝအတွင်းသို့ဝင်ရောက်လာပြီးနှွေးထွေးမှုအယောင်သွေးများနှင့်တခါမျှမခံစားဘူးသောခံစားချက်များစီသို့တကားကိုဖြည်းဖြည်းချင်းဖွင့်လှစ်ပေးလိုက်သောအခါအရာရာသည်စတင်ပြောင်းလဲလာခဲ့တော့သည်အားလုံးပဲမင်္ဂလာပါဒီနေ့ရဲ့ရုပ်ရှင်ဇာတ်လမ်းအကျဉ်းမှာတော့ချစ်ချင်းမြတ်တာအထီးကျန်မှုနဲ့တိတ်ဆိတ်သောဆွန့်လွတ်အနစ်နာခံမှုတို့ပေါင်းစပ်ထားတဲ့ဂျိုစီရဲ့ထိခိုက်ကရုဏာတပ်ဖွဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဇာတ်လမ်းဒီလီအမည်ရှိလူငယ်တဦးဖြစ်စတင်ထားသည်သူသည်စိုးမျိုး၏အထင်ကရအဓိကတက္ကသိုလ်တစ်ခုတွင်ပညာသင်ကြားနေသူဖြစ်တော်လဲသူ၏ဘဝသည်ရိုးရှင်းလွယ်ကူခြင်းမရှိပေလီသည်အလုတ်ကိုင်အာမခံချက်ရရှိရန်မျှော်လင့်ချက်ဖြင့်သူ၏အမျိုးသမီးပါမောက္ခတဦးနှင့်မတင့်တော်သောဆက်ဆံရေးတစ်ခုရှိနေခဲ့သည်ပါမောက္ခကလည်းသူအားအေးဆက်စွာဖြင့်ပြန်လည်အသုံးချနေခြင်းဖြစ်သည်နေ့ရက်တိုင်းတွင်သူသည်ထိုရှိုးဝက်ချက်၏ဖိအားကိုထမ်းပိုးထားရသည်တနေ့တွင်ပါမောက္ခနှင့်တွေ့ဆုံပြီးအဆောက်အုံတစ်ခုအတွင်းမှအမြန်ထွက်ခွာလာစဉ်လူတဦးကသူ့အားလှမ်းခေါ်လိုက်သည်လီသည်တောင့်တင်းသွားခဲ့သည်အကြောင်းမှာထိုသူသည်ပါမောက္ခ၏အမျိုးသားပင်ဖြစ်သည်သူ၏ရင်ဘတ်တစ်ခုလုံးဖြုံးကနေနှက်ဆိုင်သွားခဲ့သည်ထိုဆိုးရွားသောခဏ၌ပါမောက္ခနှင့်သူ၏အကြောင်းအရာရာကိုထိုသူကသိရှိသွားပြီဟုသူအခိုင်အမာယုံကြည်လိုက်သည်သို့တော်မဟုတ်ခဲ့ပါထိုသူကသူ၏ကြောပိုးအိတ်စစ်ပွင့်နေကြောင်းကိုသာပြောပြချင်ခဲ့ခြင်းဖြစ်သည်ထို့ကြောင့်လီသည်စစ်ကိုအမြန်ပိတ်ကာထိုနေရာမှထွက်ပြေးခဲ့သည်သူသည်နောက်သို့လှည့်၍ပင်မကြည့်ဘဲအဝေးသို့ပြေးထွက်သွားခဲ့သည်ဒါဟာသူ၏ဘဝဖြစ်လာခဲ့သည့်အရာပင်ဖြစ်သည်အရေးများထံမှထွက်ပြေးခြင်းမဖြစ်ပွားသေးသောအရာများကိုစိုးရိမ်ထိတ်လန့်နေရခြင်းပင်သူတွင်သူအားသဘောကျနေသောကောင်မလေးတဦးလည်းရှိသေးသည်သူအားအပြည့်အဝယုံကြည်ပြီးအမှန်တကယ်ချစ်မြတ်နိုးသူဖြစ်သည်သူမသည်ဤအရာများကိုလုံးဝမသိရှိပေလီသည်စတုရန်မီတာ30မီတာများသာရှိသောသေးငယ်သောအခန်းလေးထဲတွင်နေထိုင်သောသူမ၏အခန်းသို့ပင်ရောက်ရှိခဲ့ဘူးသည်သူတို့သုံးဦးစလုံးကျောင်းစင်ကြံလန်းတွင်စုံမိသောအခါလီသည်သူ၏ခြေထောက်အောက်မှမြေပြင်တုံးလှုပ်သွားတဲ့ကဲ့သို့ခံစားလိုက်ရသည်ကျန်နှစ်ဦးကမူမတိကျိုးကြုံပြုလျက်ပုံမှန်တိုင်းလှုပ်ရှားနေကြသည်ဒါဟာသူ၏ဘဝနှင့်နေ့စဉ်ဖြတ်သန်းမှုဖြစ်ခဲ့သည်တနေ့တွင်ဂျိုစီအမည်ရှိမိန်းကလေးတဦးရောက်ရှိလာပြီးအရာရာကိုပြောင်းလဲပစ်ခဲ့သည့်အချိန်ထိပင်မွန်လွယ်ပိုင်းတနေ့တွင်လမ်းမထက်၌လမ်းလျှောက်နေစဉ်လီသည်ဝီချဲပေါ်မှပြုတ်ကျနေသောမိန်းကလေးတဦးကိုသတိပြုမိလိုက်သည်သူမသည်ကိုယ်တိုင်မလှုပ်ရှားနိုင်သောခြေထောက်မတန်သူဖြစ်သည်သူသည်ဘာမျှမတွေ့ဘဲသူမအားကူညီရန်အပြေးလွှားသွားရောက်ခဲ့သည်သူ၏ရင်ဘတ်အတွင်းမှတိတ်ဆိတ်ပြီးစစ်မှန်သောဝမ်းနည်းမှုတစ်ခုနိုးထလာခဲ့သည်တို့ဖြင့်သူသည်ရိုးရှင်းသောဆုံးဖြတ်ချက်တစ်ခုကိုချလိုက်သည်သူမအားအိမ်သို့ပြန်လည်ပို့ဆောင်ပေးမည်သူမ၏လျှက်စစ်ဝီချဲမှာအလုံးမလုံးတော့သဖြင့်လီသည်အနီးနားမှလှဲတစည်းကိုငှားရမ်းလိုက်သည်ထို့နောက်လမ်းကြိုလမ်းကြားများနှင့်ကွေးကောက်သောလမ်းကလေးများအတိုင်းသူမအားတင်ဆောင်ထားသောလဲလေးကိုဖြည်းဖြည်းချင်းဆွဲခဲ့ရာလမ်း၏အဆုံးရှိသေးငယ်ပြီးတီးခြားဖြစ်နေသောအိမ်လေးသို့ရောက်ရှိသွားခဲ့သည်ထိုနေရာတွင်သူမ၏အဖွားဖြစ်သူကစောင့်ဆိုင်းနေခဲ့သည်မိန်းကလေးကသူ့အားကျေးဇူးတင်သဖြင့်သူ့ကိုထမင်းစားသွားရန်ပြောကာဟင်းချက်ပေးခဲ့သည်လီသည်ခဏမျှတုံဆိုင်သွားခဲ့သည်သူသည်ခိတ္တမြတွေဝေပြီးသူမ၏စေတနာကိုအတိမတ်ပြုသည့်အနေဖြင့်ထိုင်လိုက်ပြီးအစားတောက်အတွက်ကျေးဇူးတင်စကားပြောကာမြန်မြန်ဆန်ဆန်နှင့်နှွေးထွေးစွာစားသုံးလိုက်သည်ထို့နောက်သူထွက်ခွာသွားခဲ့သည်ဒါဟာနှွေးထွေးသောစေတနာတစ်ခုသူစိမ့်တစ်ယောက်နှင့်မျှဝေစားသုံးခဲ့သောအစားအစာတစ်နက်များသာဖြစ်သည်ဟုသူထင်မှတ်ထားခဲ့သည်သူမအားနောက်ထပ်ပြန်လည်တွေ့ရှိရမည်ဟုမြည်သည့်အခါများမမျှော်လင့်ထားခဲ့ပေတဘာဝတရားကအခြားအစီအစဉ်များရှိနေခဲ့သည်ရက်အနှဲငယ်အကြာတွင်သူတို့၏လမ်းကြောင်းများထပ်မံဆုံတွေ့ခဲ့ရပြန်သည်ဤတစ်ချိန်တွင်လီသည်ဂျိုစီ၏အဖွားဖြစ်သူအားလမ်းပေါ်တွင်ပြန်လည်အသုံးပြုနိုင်သောပလတ်စတစ်ပလင်းများနှင့်အမိုက်ဟောင်းများကိုကောက်ယူနေသည်ကိုတွေ့ရှိလိုက်သည်ဒါဟာသူတို့ဝမ်းစာရှာဖွေသောနည်းလမ်းဖြစ်သည်လီသည်လမ်းလျှောက်ခြင်းကိုရပ်တန့်လိုက်သည်သူ၏စိတ်အတွင်းမှအရာတစ်ခုကသူ့အားဒီအတိုင်းကြော်လွန်သွားရန်ခွင့်မပြုခဲ့ပေသူသည်ပြေးသွားကအဖွားဖြစ်သူ၏ဝန်ထုံများကိုကူညီပေးခဲ့ပြီးနောက်သူတို့၏အိမ်သေးသေးလေးတွင်သို့ထပ်မံရောက်ရှိကာထမင်းလက်ဆောင်စားသုံးခဲ့ပြန်သည်ဤတစ်ချိန်တွင်ပုံမပွင့်လင်းလာပြီးတိတ်ဆိတ်မှုနှဲပါသွားခဲ့သည်စောင်းဥရာသည့်ပွဲတော်နေ့တွင်လီသည်ဆိုင်တဆိုင်၌အလုပ်လုပ်နေစဉ်သူ၏အထက်လူကြီးကလက်ဆက်သောဟင်းသီးဟင်းရွက်များပြည့်နှက်နေသောတစ်တာကြီးနှလုံးကိုလွှဲပြောင်းပေးခဲ့သည်သို့သောလီ၌မီးဖိုချောင်မရှိဟင်းမချက်နိုင်ပေထို့ကြောင့်သူသည်ဂျိုစီကိုတတိယသွားပြီးထိုတစ်တာများကိုသူမ၏တကားဝသို့ယူဆောင်သွားခဲ့သည်သို့သောသူမသည်မင်းတို့ကိုမြင်သောအခါပြုံးမပြခဲ့ပေသူမ၏မျက်နှာမူရာမှာတင်းမာသွားခဲ့သည်သူမ၏မျက်လုံးများတွင်ဒါဟာတနာကယူနာပေးမှုပေးကမ်းထောက်ပံ့မှုကဲ့သို့မြင်တွေ့နေရပြီးဒါဟာသူမလုံးဝလက်မခံနိုင်သောအရာဖြစ်သည်ဂျိုစီကသူ့ကိုကြည့်ကရှင်ရဲ့တနာကယူနာကိုကျမမလိုချင်ပါဘူးဒါပေမဲ့ရှင်ပစ္စည်းတွေယူဆောင်လာခဲ့တာဆိုတော့ကျမလည်းရှင်ကိုတခုခုပြန်ပေးပါမယ်ဟုပြောခဲ့သည်သူမသည်သူ့အားထမင်းထက်မှန်စားသုံးရန်ဖိတ်ခေါ်လိုက်သည်သို့သောဤတစ်ချိန်တွင်လီသည်ထိုင်ပြီးစောင့်ဆိုင်မနေခဲ့ပေသူသည်မီးဖိုချောင်တွင်သို့ဝင်ရောက်ကသူမအားဟင်းချက်ရာတွင်ကူညီပေးခဲ့သည်
ဘေးချင်းရှင်ကလှိဖြက်လိုက်မှွေနောက်လိုက်ရေမောလိုက်စကားပြောလိုက်ရင်ထိုမီးဖိုချောင်းဤနှွေးထွေးမှုတဲ့တွင်သူမသည်နောက်ဆုံး၌သူမ၏အမိကိုဂျိုစီဟုထုတ်ဖော်ပြောပြခဲ့သည်ဟင်းချက်နေစဉ်ဂျိုစီသည်သူမ၏ဇလန်းကိုကိုယ်တိုင်ခံစားချက်မပါဘဲတိတ်ဆိတ်စွာပြောပြခဲ့သည်ကျမမှာတိတ်ကိုပျော်စရာကောင်းတဲ့မိသားစုတစ်ခုရှိခဲ့ဘူးတယ်အမေဖေနဲ့ရှိမှရှောက်လန်းရမယ့်ဘဝတစ်ခုလုံးပေါ့တနေ့တော့လမ်းပေါ်မှာမတော်တဆဖြစ်မှုတစ်ခုဖြစ်ပွားခဲ့တယ်အဖေနဲ့အမေဆုံးပါသွားခဲ့ပြီးကျမရဲ့ခြေထောက်တွေကိုအသုံးပြုလို့မရတော့ဘူးအဲ့ဒီအချိန်ကစလို့ကျမနဲ့အဖွားပဲကြံ့ရစ်ခဲ့တာအဖွားကလမ်းပေါ်ကားရနိုင်တာကိုကောက်ယူတယ်တခါတလေပလင်းခွန်တွေတခါတလေစာအုပ်ဟောင်းတွေပေါ့ကျမအဲ့ဒီစာအုပ်တွေကိုအကုန်ဖတ်တဲ့စာမျက်နှာတိုင်းကိုအလို့ရတဲ့အထိပေါ့ဝီစကီပလင်းခွန်တွေကိုဆိုရင်ကျမကင်လိုက်ယုံအသက်တစ်ချက်ရှူလိုက်ယုံနဲ့အဲ့ဒါဘယ်နိုင်ငံကလာတာလဲတက်တန်းမြညကြအောင်တူလောင်ထားတာလဲဆိုတာကောင်းကောင်းပြောပြနိုင်တယ်လီဒီတိတ်ဆိတ်စွာဖြင့်အံ့အားသင့်စွာနားထောင်နေခဲ့သည်အသေးငယ်ဆုံးသောနေရာလေးတွင်နေထိုင်သည့်ဤမိန်းကလေးသည်သူမ၏စိတ်ကူးစိတ်တမ်းထဲ၌အကြီးမားဆုံးသောကဘာကြီးကိုတိဆောက်ထားနိုင်ခဲ့သည်ဂျိုစီကညင်သာစွာပြုံးလိုက်ပြီးဒီစာအုပ်တွေကနေတဆင့်ကျမနေရာတိုင်းကိုခီးသွားခဲ့ဘူးတယ်ဂျပန်တရုတ်အမေရိကအရာရာကိုပေါ့ဒါပေမဲ့ကျမအသွားချင်ဆုံးနေရာကတော့ဝီစကီစတင်မွေးဖွားရာစကော့တလန်ပါပဲကျမအတွက်အမျက်နှိုးဆုံးနေရာပေါ့စာအုပ်တအုပ်နဲ့စတင်လာသောတန်ရောစဉ်ရက်အနှဲငယ်ကြာတွင်လီသည်သူမ၏ပျက်စီးနေသောဝီချဲကိုပြင်ဆင်ပေးရန်ထပ်မံရောက်ရှိလာခဲ့သည်သူသည်တက်နိုင်သမျှစူးစမ်းခဲ့သည်ဝက်ဦးများကိုလှဲလိုက်အစိပ်ပိုင်းများကိုလဲလှယ်လိုက်ဖြင့်စိတ်ရှည်လက်ရှည်လောက်ကန်ခဲ့တော်လဲအဆင်မပြေခဲ့ပေဝီချဲမှာပျက်စီးနေစေဖြစ်သည်ဂျိုစီသည်သူ့ကိုကြည့်ရင်နှက်ဆိုင်သောဝမ်းနည်းမှုကိုခံစားလိုက်ရသည်သူသည်အစွမ်းကုန်စူးစမ်းပေးခဲ့တော်လဲသူမထံတွင်သူ့အားပြန်လည်ပေးအပ်စရာမည်သည့်အရာများမရှိခဲ့ပေလီထွက်ခွာတော်မူအချိန်၌မှတ်ဉဏ်တစ်ခုပေါ်ထွက်လာခဲ့သည်ဂျိုစီသည်သူမ၏အဖွားဖြစ်သူဆောင်ယူလာပေးသောဝတ္ထုတအုပ်၏ပထမရွဲကိုသာရရှိခဲ့ပြီးဒုတိယရွဲမှာသူမထံရောက်ရှိမလာခဲ့ကြောင်းပြောပြခဲ့ဘူးသည်ထို့ကြောင့်လီသည်ရှာဖွေရေးစတင်ခဲ့သည်သူသည်စိုးမျိုးရှိစာကြည့်တိုက်တိုင်းသို့တွားရောက်ခဲ့ပြီးနောက်ဆုံး၌ဒုတိယတွဲကိုရှာဖွေတွေ့ရှိကာသူမထံသို့ယူဆောင်ပေးခဲ့သည်သူမထိုနောက်ဆုံးတွဲကိုဖတ်ရှုလိုက်ရသောအခါအချိန်တော်ကြာအမောင်ကျနေသောသူမ၏အတွင်းပိုင်းနေရာတစ်ခုသို့နေအောင်ကြီးများဖြာကျလာတဲ့ကဲ့သို့ခံစားလိုက်ရသည်ဟုဆိုခဲ့သည်ထိုနေ့တွင်လီသည်ဂျိုစီ၏အိမ်၌စတုထမြောက်အစားအစာကိုမျှဝေစားသုံးခဲ့သည်ထိုအချိန်မှစ၍သူ၏အတွင်းပိုင်း၌အရာတစ်ခုမှတိတ်ဆိတ်စွာပြောင်းလဲလာခဲ့တော်သည်သူသည်ပမောက္ခထံတွားရောက်ခြင်းကိုရပ်တန့်လိုက်သည်ထိုဘဝထံမှရုံထွက်ခဲ့သည်သူသည်ဂျိုစီ၏အဖွားကိုလမ်းပေါ်တွင်ကူညီပေးခဲ့သည်ဂျိုစီကိုအပြင်သို့ခေါ်ထုတ်ကာဝီချဲကိုတွန်းပေးရင်းသူမ၏အုပ်နံရံများထက်ကျော်လွန်သောမျိုးကြီး၏ကဘာကိုပြသပေးခဲ့သည်ဖြည်းဖြည်းချင်းနှင့်ညင်သာစွာဖြင့်သူတို့နှစ်ဦးစလုံးတတိမမူမိကြပဲအပြန်အလှန်ဘဝများအတွင်းသို့အပြန်အလှန်နှလုံးသားများအတွင်းသို့လမ်းကြောင်းရှာဖွေတွေ့ရှိသွားခဲ့ကြသည်လီသည်ဂျိုစီအကြောင်းတွေးတောခြင်းကိုမရက်တတ်နိုင်ခဲ့ပေသူ၏ချစ်သူနှင့်စကားပြောနေစဉ်မှာပင်သူမ၏အမိမှာပါစက်မှလွတ်ခနဲထွက်သွားလေးရှိသည်သို့သောသူသည်အမြဲတမ်းရိုးရှင်းအောင်ထိမ့်သိမ်းထားခဲ့သည်ငါလမ်းမလျှောက်နိုင်တဲ့မိန်းကလေးတစ်ယောက်ကိုတည်တယ်သူမမှာအံ့ဩဖွယ်ကောင်းတဲ့အိမ်မက်တွေရှိတယ်သူ၏ချစ်သူကထိုစကားများ၏အောက်တွင်မြည်သည့်အရာမှမရိပ်မိခဲ့ပေအကယ်၍တစ်ခုခုဖြစ်ခဲ့လျင်ရင်းကသူ့အားပိုမိုချစ်ခင်စေခဲ့သည့်အကြောင်းမှာသူသည်သူမယုံကြည်ထားသည့်အတိုင်းကျင်နာတတ်ပြီးစာနာတတ်သူတဦးဖြစ်နေသောကြောင့်ဖြစ်သည်တနေ့တွင်သူမကစစ်မှန်သောကရုဏာတရားဖြင့်လူမှုကူညီရေးစေတနာဝန်ထမ်းတွေကိုကျမဆက်သွယ်ပေးရမလားသူတို့လာပြီးသူမရဲ့အိမ်ကိုအခမဲ့ပြင်ဆင်ပေးနိုင်ပါတယ်လီ၏ရင်ဘတ်အတွင်းနှွေးထွေးမှုတစ်ခုခံစားလိုက်ရသည်သူသည်သူ၏ချစ်သူကိုကြည့်ကာသူမမိမြပင်ကောင်းမွန်လိုက်တယ်လေဟုတွေးတောလိုက်သည်မကြာမီမှာပင်စေတနာဝန်ထမ်းအဖွဲ့ငယ်တစ်ခုဂျိုစီ၏အိမ်သို့ရောက်ရှိလာခဲ့ပြီးတိတ်ဆိတ်နေသောအိမ်လေးကိုပြင်ဆင်ရေးကိရိယာတံများဖြင့်ပြည့်နှက်သွားစေခဲ့သည်လီသည်ဂျိုစီထံသို့စာအုပ်အချို့ယူဆောင်လာခဲ့သည်သူတို့သည်အတူတကွထိုင်ကာအမြဲတမ်းစကားပြောတဲ့ကဲ့သို့ပြောဆိုကြသည်သူကသူမအားမင်းကဘာပေါ်မှာဘယ်နေရာမဆိုတွားလို့ရမယ်ဆိုရင်ဘယ်ကိုတွားခြင်းလဲဂျိုစီကတုံ့ဆိုင်ခြင်းမရှိဘဲပြုံးလိုက်သည်စကော့တလန်လီသည်အိတ်ထဲသို့လက်၌ကဖုန်းကိုထုတ်ယူလိုက်သည်သူသည် Google Maps ကိုဖွင့်ကာ Street View သို့ပြောင်းလဲလိုက်ပြီးသူတို့နှစ်ဦးကြားတွင် screen ကိုကိုင်းမြောက်လိုက်သည်ဒါဆိုအခုပဲတွားကြရအောင်ထို့သို့ဖြင့်သူတို့သည်စိမ့်လန်းသောတောင်ကုန်းများရှေးဟောင်းကြောက်တိုက်များနှင့်ပွင့်လင်းသောကုန်းမြင့်ကောင်းကင်ရံများကြားတွင်ခရီးသွားခဲ့ကြသည်ဂျိုစီသည် screen ထံသို့ပိုမိုနီးကပ်စွာတိုးကပ်လိုက်ပြီးခိတ္တမြထိုနေရာတွင်သူမအမှန်တကယ်ရောက်ရှိနေခဲ့သည်ထိုအချိန်တွင်တကားကိုခောက်တံထွက်ပေါ်လာခဲ့သည်လီ၏ချစ်သူလာရောက်လည်ပတ်ခြင်းဖြစ်သည်သူမသည်အတွင်းသို့ဝင်ရောက်လာပြီးသူတို့နှစ်ဦးရေမောကာနီးကပ်စွာဖြင့်တဦး၏ကဘာအတွင်းတဦးနှိမ့်မြုပ်နေကြသည်ကိုတွေ့ရှိသွားခဲ့သည်သူမသည်အကူအညီလိုအပ်နေသောအားနွယ်သောသူတဦးကိုတွေ့မြင်ရမည်ဟုမျှော်လင့်ထားခဲ့တော်လဲဂျိုစီမီမြပင်လှပနေသည်ကိုမမျှော်လင့်ထားခဲ့ပေထိုတိတ်ဆိတ်သောခဏ၌သူမမမေးမြန်းခြင်းသောမေးခွန်းတစ်ခုသူမ၏အတွင်းပိုင်း၌စတင်ပုံဖော်လာခဲ့သည်ဂျိုစီသည်လည်းလီနာချစ်သူကောင်းမလေးရှိနေကြောင်းမသိရှိခဲ့သောအရာတစ်ခုကိုတင်ယူလိုက်ရသည်သူမထွက်ခွာသွားပြီးနောက်ဂျိုစီသည်ငြိမ်သက်စွာထိုင်နေခဲ့သည်အခန်းမှာအရင်နှင့်မတူတော့ပေငါဘာလုပ်နေတာလဲဟုသူမတွေးတောလိုက်သည်လီမာသူ့ဘဝသူ့လူရှိတယ်ငါကဘာလို့ငါ့ကိုမပါဝင်စေချင်တဲ့အရာတစ်ခုရဲ့အစိတ်ပိုင်းဖြစ်အောင်ခွင့်ပြုနေရတာလဲနောက်တစ်ကြိမ်လီရောက်ရှိလာတော့အခါဂျိုစီသည်တကားကိုမဖွင့်ပေးခဲ့ပေ
တစ်သားတကားနောက်ွယ်မှသူမကညင်သာစွာကျေးဇူးပြုပြီးနောက်ထပ်ပြန်မလာပါနဲ့တော့လီသည်ခိတ္တမြရက်တန့်နေခဲ့သည်သူသဘောပေါက်လိုက်သည်သူအတင်းမတိုက်တွန်းခဲ့မငင်းခုန်ခဲ့ပေသူသည်မိမိ၏အပြစ်ရှိစိတ်ကိုထမ်းပိုးထားရင်းဒီအတိုင်းထွက်ခွာသွားခဲ့သည်ဂျိုစီသည်တယောက်တည်းပြန်ဖြစ်သွားခဲ့သည်သူမ၏စာအုပ်များထံသို့သူမ၏တိတ်ဆိတ်မှုထံသို့သူမအမြဲတမ်းသိရှိခဲ့သောဘဝထံသို့ပြန်လည်ရောက်ရှိသွားခဲ့သည်သို့သောယခုအခါအရာတစ်ခုပြောင်းလဲသွားခဲ့ပြီဖြစ်သည်လီထိတွေ့ခြင်းမရှိမီကအထီးကျန်မှုသည်ဒဏ်ရာတစ်ခုကဲ့သို့မခံစားခဲ့ရဘူးပေသူမသည်တယောက်တည်းနေထိုင်ခဲ့ပြီးအဆင်ပြေခဲ့သည်သို့သောယခုအခါတွင်မူသူမရှိဘဲထိုအိမ်လေး၏ထောင်တိုင်းသည်ဟောင်းလောင်းဖြစ်နေတဲ့ကဲ့သို့ခံစားလိုက်ရသည်ယင်းနှိခဲ့ဘူးသောတိတ်ဆိတ်မှုမှာမခံမရက်နိုင်စရာဖြစ်လာခဲ့သည်လီသည်လည်းထိုသို့ခံစားခဲ့ရသည်နေ့ရက်များသည်ရှည်လျားပြီးဗလာဖြစ်နေခဲ့သည်သူမြည်သည့်အရာကိုမဆိုပြုလုပ်နေပါစေသူ၏တွေးတောမှုများသည်သူမထံသို့ပြန်လည်ရောက်ရှိနေစေဖြစ်သည်ထိုဝေးကွာမှုများ၏အလယ်တွင်သူမဖော်ပြဘဲထမ်းပိုးထားခဲ့သောအမှန်တရားမှာနောက်ဆုံး၌ထင်ရှားလာခဲ့သည်သူသည်ဂျိုစီကိုချစ်မြတ်နိုးနေခဲ့ခြင်းဖြစ်သည်ခရစ်စမတ်နေ့တွင်လီသည်သူ၏ချစ်သူဘေး၌ထိုင်နေတော်လဲစိတ်ပါဝင်စားခြင်းမရှိခဲ့ပေထို့နောက်သူ၏ချစ်သူနှင့်ငင်းခုန်မှုမရှိဘဲပြတ်သားစွာလမ်းခွဲစကားပြောခဲ့သည်တနေ့လမ်းပေါ်တွင်ဂျိုစီအိမ်ကိုပြင်ပေးသောစေတနာဝန်ထမ်းအသက်ကြီးပိုင်းအမျိုးသမီးတဦးနှင့်ဆုံတွေ့ခဲ့သည်သူမကသူ့အားဂျိုစီရဲ့အဖွားလွန်ခဲ့တဲ့တလလောက်ကဆုံးပါသွားတာကိုမင်းသိရဲ့လားထိုစကားများကသူ့အားအေးဆက်သောလှိုင်းလုံးတစ်ခုကဲ့သို့ရိုက်ခတ်သွားခဲ့သည်တလတိုင်တိုင်ဂျိုစီသည်တလလုံးအမှန်တကယ်တယောက်တည်းဖြစ်နေခဲ့ခြင်းဖြစ်သည်သူသည်ဆုံးဖြတ်ခြင်းမရှိဘဲစတင်လမ်းလျှောက်ခဲ့သည်စီးနှင်းများညင်သာစွာစီးကျနေပြီးသူတတိမမူမိခင်မှာပင်သူမ၏အိမ်တကားရှိတွင်ရပ်တန့်နေခဲ့သည်သူသည်လက်ကိုမြောက်ကတကားကိုခောက်လိုက်သည်ဂျိုစီတကားဖွင့်လိုက်သည်သူတို့နှစ်ဦးရင်ဆိုင်ရပ်တန့်နေကြပြီးသူတို့ကြားတွင်စောင်းရသည်၏အေးဆက်သောလေထုရှိနေခဲ့သည်မည်သူမျှစကားမဆိုကြပေထို့နောက်လီကညင်သာစွာမင်းသမင်းကောင်းကောင်းစားရဲ့လားအဲ့ဒီပဒင်းပေါက်ကပြက်နေတယ်ပြင်ဖို့လိုတယ်ပြီးတော့ခြံဝင်းထဲကနှင်းတွေဘသူရှင်းပေးမှလဲဂျိုစီသည်တိတ်ဆိတ်စွာနားထောင်နေခဲ့သည်သို့တော့သူမ၏ရင်ဘတ်အတွင်းမှအရာတစ်ခုတင်းကျပ်သွားခဲ့သည်သူငါ့ကိုတနာနေတာပဲဒါဟာသူမကြားလိုက်ရသည့်အရာဖြစ်သည်သူမသည်အခြားသူများတနာစရာမိန်းကလေးဖြစ်တတ်မှတ်ခြင်းကိုသူမ၏တဘဝလုံးညှင်းဆန်ခဲ့သူဖြစ်သည်ထို့ကြောင့်သူမသည်အတန်ကိုတည်ငြိမ်အောင်ထိန်းထားရင်းရှင်ပြန်လို့ရပါပြီကျမအဆင်ပြေပါတယ်လီသည်ထွက်ခွာရန်လှည့်ထွက်သွားခဲ့သည်သို့တော့ခြေလမ်းတိုင်းတွင်သူသည်နှေးကွေးသွားခဲ့ပြီးနောက်သို့ထပ်မံကြည့်ရှုခဲ့သည်သူအားကြံရစ်စေမိအကြောင်းရင်းကိုပေးအပ်မိစကားတခွန်းကိုစောင့်ဆိုင်နေသည့်အလားဂျိုစီသည်တကားဝတွင်ရက်ရင်းသူထွက်ခွာသွားသည်ကိုသူ၏ဘေးတွင်နှင်းများကျဆင်းနေသည်ကိုကြည့်ရှုနေခဲ့သည်သူမ၏အတွင်ပိုင်းနှဆိုင်သောနေရာမှသူမဖိနှိပ်ထားခဲ့သောမိကွန်းတစ်ခုထိုးထွက်လာခဲ့သည်ငါဒီအေးဆက်မောင်မိုက်တဲ့အိမ်ထဲမှာစာအုပ်တွေနဲ့ပဲစကားပြောရင်းတယောက်တည်းဆက်နေခြင်းသာအမှန်ပဲလားအဖြေမှာသူမတားဆီးမရမီရောက်ရှိလာခဲ့သည်မသွားပါနဲ့သူမ၏အတန်သည်တိတ်ဆိတ်မှုကိုဖျက်ဆီးကပျက်စီးသွားခဲ့သည်လီရက်တက်လိုက်သည်သူပြန်လှည့်လာခဲ့သည်ဂျိုစီသည်ငိုကြွေးနေခဲ့သည်ကျမနောက်ထပ်တယောက်တည်းမနေချင်တော့ဘူးထိုအချိန်၌နောက်ထပ်စကားများမလိုအပ်တော့ပေသူတို့နှစ်ဦးစလုံးသိရှိသွားကြပြီဖြစ်သည်ဂျိုစီသည်မျက်ရည်များကြားမှသူ့ကိုကြည့်ကာဒါဟာထာဝရမတည်တတ်နိုင်ဘူးဆိုတာကျမသိပါတယ်ရှင်ကကိုခန္ဓာတန်ဆွမ်းသူဖြစ်ပြီးကျမကမဟုတ်ဘူးကဘာကြီးကဒါနဲ့ပတ်သက်ပြီးသူ့ရဲ့အမြင်တွေရှိလိမ့်မယ်ဒါပေမဲ့လည်းကျမနဲ့အတူခဏတာလေးပဲဖြစ်ဖြစ်ရှိပေးပါလီသည်စကားတခုံးမျှမဆိုခဲ့ပေသူသည်သူမအားတင်းကျပ်စွာပွေဖက်လိုက်သည်မကြာမီမှာပင်သူသည်အတွင်းသို့ပြောင်းရွှေ့နေထိုင်ခဲ့သည်သူထံတွင်ယူဆောင်လာစရာများများဆဆမရှိခဲ့ပေအဝတ်အစားအချို့စာအုပ်အနှဲငယ်သေးငယ်သောဘဝ၏ထောက်တစ်ထောက်ကိုဖြည့်ဆည်းရန်လုံလောက်ယုံမျှသာခိတ္တမြအရာရာသည်ပြည့်စုံနေခဲ့သည်သူတို့အတူတကွဟင်းချက်ကြသည်ရေမောကြသည်အချိန်တော်ကြာမရရှိခဲ့သောနှွေးထွေးမှုများဖြင့်ထိုတိတ်ဆိတ်သောအိမ်လေးကိုဖြည့်ဆည်းပေးခဲ့ကြသည်သို့သောအမြဲတမ်းဖြစ်လေရှိသည့်အတိုင်းတာမန်ဘဝသည်ဖြည်းဖြည်းချင်းပြန်လည်ဝင်ရောက်လာခဲ့သည်လီ၌တက်ရောက်ရမည့်အတန်းများအချိန်ပိုင်းအလုံးများအိမ်တို့ယူဆောင်လာရသောပင်ပန်းနွမ်းနယ်မှုများရှိနေခဲ့ပြီးဂျိုစီထံတွင်မူသူမ၏စာအုပ်များသူမ၏နေရန်လေးဖက်နှင့်တယောက်တည်းကုန်လွန်ရသောနာရီများရှိနေခဲ့သည်မွန်လွဲပိုင်းတစ်နေ့တွင်ဂျိုစီသည်ဝင်းချန်နေရန်၏ပျက်စီးနေသောအပေါက်မှတဆင့်အပြင်သို့ကြည့်ရှုနေစဉ်ငြိမ်သက်သွားခဲ့သည်သူမကလီအားလှမ်းခေါ်လိုက်သည်အပြင်မှာကြားတစ်ကောင်ရှိနေတယ်လီကတည်ငြိမ်စွာကြည့်ကမြို့ထဲမှာကြားတွေမရှိပါဘူးမင်းစိတ်ကူးရင်နေတာပါသို့တော့ဂျိုစီသည်သူမမြည်သည့်အရာကိုမြင်တွေ့ခဲ့ရသည်ကိုသိရှိပြီးရင်း၏အတိတ်ပဲကိုလည်းသိရှိသည်သူမ၏နှလုံးသားထဲတွင်ကြားဆိုသည်မှာအန္တရာယ်ကိုဆိုလိုသည်ဒါဟာသူတို့အပေါ်သို့ကြားရောက်လာတော့မည်အရာတစ်ခုထိုသေးငယ်စွာစောက်တည်ထားသောအိမ်လေးထဲတွင်အတူတကွတိဆောက်ခဲ့သည်များအရာအလုံးကိုစမ်းသပ်မိအရာတစ်ခုဖြစ်သည်စတင်ချိန်များတွင်လီသည်စနေတနင်္ဂနွေများ၌ဂျိုစီကိုအပြင်သို့ခေါ်ထုတ်လေရှိသည်ခရီးတို့လေးများစွန့်စားမှုလေးများသူမ၏နေရန်လေးဖက်ထက်ကျော်လွန်သောကပါသို့သောထိုအရာများမှာတိတ်ဆိတ်စွာရပ်တန့်သွားခဲ့သည်အပြင်ထွက်ခြင်းများပျောက်ကွယ်သွားခဲ့ရသည်စကားပြောဆိုမှုများပါးလျသွားခဲ့သည်တနေ့တွင်ဂျိုစီကထပ်မံပြောဆိုခဲ့သည်ကြားကပြန်ရောက်လာပြီးလီခိတရက်တန့်သွားခဲ့သည်ဤတစ်ချိန်တွင်သူမပထမအချိန်၌လည်းမှားယွင်းခြင်းမရှိခဲ့ကြောင်းသူသိရှိလိုက်သည်
ထို့ကြောင့်သူကဝမ်းထဲဖွယ်အပြုံးလေးဖြင့်ညင်သာစွာဒါဆိုကြားကိုငါစီအရင်လာပါစေမင်းပြေးပါသူတို့နှစ်ဦးစလုံးရေမောခဲ့ကြတော့လဲကြားဆိုသည်မှာမြည်သည့်အခါမျှတရိษံမဟုတ်ကြောင်းသိရှိကြသည်ဒါဟာသူတို့ကြားတွင်တိတ်ဆိတ်စွာကြီးထွားလာနေသောအရာအလုံးဖြစ်သည်ထို့နောက်တစ်နေ့တွင်ဂျိုစီသည်လီထံသို့ကိုဝင်စစ်ဆေးတံတစ်ခုလွှဲပြောင်းပေးခဲ့သည်သူသည်တုံရင်နေသောလက်များဖြင့်ကြည့်ရှုလိုက်သည်မရှိပါသူမ၌ကိုဝင်မရှိပေလီသည်တက်ပြင်းချလိုက်သည်သို့သောထိုအချိန်၌သူမမျှော်လင့်ထားသောအခြားအရာတစ်ခုတွေးတောမှုတစ်ခုသူ၏အတွင်းပိုင်း၌လှုပ်ရှားသွားခဲ့သည်အကယ်၍ positive ဖြစ်နေခဲ့ရင်ရောငါဒီနေရာမှာထာဝရညှိတွယ်သွားခဲ့ရမှာလားပထမဆုံးအကြိမ်ဖြစ်သူသည်ထိုသေးငယ်ပျက်စီးနေသောအိမ်လေးကိုကြည့်ရှုလိုက်ပြီးနံရံများကျဉ်းမြောင်းလာတဲ့ကဲ့သို့ခံစားလိုက်ရသည်အပြင်ဘက်တွင်ကျဲပြောသောကဘာကြီးအလုတ်ကင်များအခွင့်အရေးများပွင့်လင်းသောလမ်းကြောင်းများရှိသောဘဝရှိနေသည်ဤနေရာတွင်မူသူသည်လေဖြတ်နေသောမိန်းကလေးတဦးနှင့်အတူသေးငယ်ပျက်စီးနေသောအိမ်လေးထဲတွင်ပိတ်မိနေခဲ့သည်ပထမဆုံးအကြိမ်ဖြစ်သူ၏တိတ်ဆိတ်သောစိတ်တွင်းပိုင်းမှအရာတစ်ခုသည်ထွက်ခွာသွားခြင်းစိတ်ရောက်ရှိလာခဲ့သည်ထိုညနေ၌သူသည်ဖုန်းကိုထပ်မံကောက်ယူလိုက်သည်စကော့တလန်ကိုပြန်သွားကြရအောင်သို့သောဤတစ်ကြိမ်တွင်ဂျိုစီသည်ခေါင်းခါလိုက်သည်ဟန်နီမဟုတ်ဘူးဟုသူမကညင်သာစွာဆိုခဲ့သည်ကျမရဲ့အိမ်ပြင်ပကလမ်းမလေးကိုပဲကြည့်ကျင်တာပါလီဒီလိပ်စာကိုရိုက်ထည့်လိုက်သည်ရင်းနှီးသောလမ်းကြားလေး screen ပေါ်တွင်ပေါ်ထွက်လာခဲ့သည်သူမ၏တဘွားလုံးကိုကုန်လုံးခဲ့သောတူညီသောကျင်းမြောင်းသည့်လမ်းမလေးထို့နောက်သူမငြိမ်သက်သွားခဲ့သည်ကြည့်ပါဦးအဖွား screen ပေါ်တွင်ဖြတ်တန်းသွားသောကင်မရာမှတစ်ဆင့်အချိန်ကာလတွင်တောင့်တင်းနေသောအဖွားကိုတဦးသည်ထိုလမ်းမအတိုင်းလှဲကိုတိုးနေသည်ကိုတွေ့ရသည်ဂျိုစီ၏မျက်လုံးများပြည့်နှက်သွားခဲ့သည်အဖွားအလုပ်လုပ်နေတုံးပဲနော်ဟုသူမတိုးတိုးလေးရေရွတ်လိုက်သည်သူမထိုအချိန်မှစ၍အဆုံးထိသဘောပေါက်သွားခဲ့သည်သူမ၏အဖွားသည်တခုတည်းသောတည်ငြိမ်မှုမြည်သည့်အခါမျှထွက်ခွာမသွားခဲ့သူဖြစ်သည်ဒါဆိုလေသူမြည်မြတ်ကြအောင်ရှိနေမှလဲရက်အနှဲငယ်အကြာတွင်ဂျိုစီကအပြင်သို့ထွက်ချင်ကြောင်းပြောဆိုခဲ့သည်သူမသည်ရေအောက်ရှိကဘာကိုမြင်တွေ့ချင်ခဲ့သည်ထို့ကြောင့်လီသည်သူမအားငါပြတိုက်သို့ခေါ်ဆောင်သွားခဲ့သည်သူတို့သည်အပြာရောင်အလင်းရောင်ထဲတွင်အတူတကွထိုင်ကာရာပေါင်းများစွာသောငါးများဖန်သားပြင်ကိုဖျက်တမ်း၍နှေးကွေးတိတ်ဆိတ်သောအကွေးဝိုင်းများဖြင့်ကူးခတ်နေသည်ကိုကြည့်ရှုနေခဲ့ကြသည်ဂျိုစီသည်ဂင်းတို့ကိုအချိန်တော်ကြာကြည့်ရှုခဲ့သည်ထို့နောက်သူမကစမ်းကြယ်တယ်မဟုတ်ဘူးလားငါးတွေကဖန်သားပြင်ထဲမှာပိတ်မိနေတာလို့အကဲဖြတ်ကြပေမဲ့သူတို့ကလည်းငါတို့ပေါ်အဲ့ဒီလိုပဲထင်နေနိုင်တာပဲသူမခိတ္တရက်တက်လိုက်သည်ကျမရခင်ကထင်ခဲ့ဘူးတယ်ကိုချစ်တဲ့သူရဲ့ဘေးမှာရှိနေရင်လှောင်အိမ်ထဲမှာရှိနေပါစေကိစ္စမရှိဘူးလို့ဤကန်ထဲမှာတော့အချို့ငါးတွေပျော်ရွှင်နေမယ်လို့ကျမသိချပါတယ်ထို့နောက်သူမသည်လီကိုကြည့်ရန်လှည့်လာပြီးပြုံးလိုက်သည်နူးညံ့မှုနှင့်နာကျင်မှုတို့ကိုတပြိုင်နက်တည်းထိမ့်သိမ်းထားသောအပြုံးမျိုးဖြစ်ပေသည်ရှင်ကျမဘေးမှာမရှိရင်တော့ရှင်ရှိနေတယ်လို့ကျမပြောနေမှာပါဒါကြောင့်ကျမအတွက်မစိုးရိမ်ပါနဲ့ထိုညတွင်လီသည်အမောင်ထဲတွင်လဲလျောင်းနေရင်အိတ်မပြောနိုင်ခဲ့ပေသူမ၏စကားများကသူ၏ထံသို့ပြန်လည်ရောက်ရှိနေခဲ့သည်သူသည်ဖြည်းဖြည်းချင်းထိုင်လိုက်ပြီးထိုအခါမှသဘောပေါက်သွားခဲ့သည်သူမသည်သူ့အားနှစ်သိမ့်ပေးနေခြင်းမဟုတ်ခဲ့ပေသူမသည်သူ့အားလွတ်မြောက်ခွင့်ပေးလိုက်ခြင်းဖြစ်သည်သူမကသွားပါရှင်ဘဝအတိုင်းနေထိုင်ပါငါအတွက်နဲ့ဒီမှာအချိန်မဖြုံးပါနဲ့ဟုပြောဆိုနေခြင်းဖြစ်သည်ဂျိုစီသည်အမြဲတမ်းသိရှိခဲ့သည်အပြင်ဘက်ရှိကဘာသည်ကျေပြန့်တောက်ပါပြီးလီအမှန်တကယ်ရောက်ရှိသည့်အရာများဖြင့်ပြည့်နှက်နေကြောင်းသူမသိရှိခဲ့သည်သူ၏နှလုံးသားသည်မျောလွင့်နေပြီဖြစ်ကြောင်းသူမခံစားနိုင်ခဲ့သည်သူ၏ခန္ဓာကိုယ်သာလျှင်ထိုအိမ်လေးထဲတွင်ကြန့်ရှိနေပြီးသူ၏စိတ်ကမူအဝေးသို့ရောက်ရှိနေသည်မှာကြာလာပြီဖြစ်သည်သူမသည်သူကြန့်ရှိနေရသည့်အကြောင်းရင်းအပြစ်ရှိစိတ်သို့မဟုတ်တာဝန်ဝတ္တရားများကြောင့်ထမ်းပိုးထားရသည့်ဝန်ထုတ်တစ်ခုမဖြစ်ချင်ခဲ့ပေထို့ကြောင့်သူမသည်သူ့အားတိတ်ဆိတ်စွာယဉ်ကျေးစွာဖြင့်မြည်သည့်ဆွဆွဲချက်များမပါဘဲလွှတ်ပေးလိုက်သည်သူမသည်မှတ်ဉာဏ်များကိုသာထိမ့်သိမ်းထားခဲ့ပြီးသူ့အားသူ၏လွတ်လပ်မှုကိုပြန်လည်ပေးအပ်ခဲ့သည်9နှစ်အကြာတွင်လီသည်ဂျိုစီကိုစကော့တလန်သို့ခေါ်ဆောင်သွားခဲ့သည်စိမ့်လန်းသောတောင်ကုန်းများပွင့်လင်းသောကောင်းကင်ယံများမြူခိုးများကြားမှမြင့်မားနေသောရှေးဟောင်းရဲတိုက်ကြီးများသူမမှတ်ခဲ့ဘူးသောအရာအလုံးသူတို့ရေမောနေကြသည်လွတ်လပ်နေကြသည်အတူတကွရှိနေကြသည်သို့သောဒါဟာအစစ်မှန်မဟုတ်ခဲ့ပေဒါဟာဂျိုစီကိုယ်တိုင်ခွင့်ပြုခဲ့သောအိမ်မက်တစ်ခုမျှသာဖြစ်သည်အကြောင်းမှာအဆုံးသတ်တွင်လီသည်အမှန်တကယ်ထွက်ခွာသွားခဲ့သောကြောင့်ဖြစ်သည်သူသည်သူ၏ဘဝဖြင့်ရှေ့သို့ရှောက်လန်းခဲ့သည်ကောင်းမွန်သောအလုပ်တစ်ခုစာမျက်နှာတစ်ခုဖြစ်နိုင်လျင်လူတစ်တဦးနှင့်အတူဂျိုစီကမူထိုအိမ်လေးမှမြည်သည့်အခါမျှထွက်ခွာမသွားခဲ့ပေသူမမြည်သည့်နေရာသို့မျှမသွားခဲ့ပါရင်းအစားသူမသည်အမြဲတမ်းတည်ရှိနေမည့်နေရာတစ်ခုထဲမှနေ၍ကဘာကြီးကိုခရီးသွားနိုင်ရန် Google Maps ကိုကိုယ်တိုင်သုံးစွဲရန်တင်ယူခဲ့သည်သူမသည်တယောက်တည်းနေထိုင်နည်းကိုတင်ယူခဲ့သည်သူမသည်တမ္မာလာအောင်တင်ယူခဲ့သည်သူမသည်ဖြည်းဖြည်းချင်းနှင့်နာကျင်စွာဖြင့်ဘဝကိုဆက်လက်လျှောက်လန်းရန်တင်ယူခဲ့သည်ဂျိုစီဇလန်းကကျွန်ုပ်တို့အားကြံရစ်စေခဲ့သောအရာမှာဤသို့ဖြစ်သည်ချစ်ချင်းမြတ်တာသည်အမြဲတမ်းပျော်ရွှင်စရာအဆုံးသတ်သို့ဥတည်မသွားပေတခါတရံတွင်ချစ်ချင်းမြတ်တာဆိုသည်မှာဆွန့်လွတ်လိုက်ခြင်းပုံစံဖြင့်တည်ရှိနေတတ်သည်တခါတရံတွင်ယင်းဤအတိတ်ပဲမှာမိမိ၏အစိတ်ပိုင်းတိုင်းကစုပ်ကင်ထားခြင်းနေပါတော့လေအခြားသူတဦးအားသူ၏လွတ်လပ်မှုကိုလွှဲပြောင်းပေးလိုက်ခြင်းပင်ဖြစ်သည်ဂျိုစီသည်လီကိုချစ်မြတ်နိုးခဲ့သဖြင့်သူ့အားလှောင်အိမ်ထဲတွင်ပိတ်လောင်မထားခဲ့ပေဘဝသည်ဤမြတိတ်ဆိတ်နိုင်သည်ဤမြပလာဖြစ်နိုင်သည်ဤမြခက်ခဲနိုင်ပေသည်
သို့တော့ဂျိုစီသည်ယင်းကိုအရှုံးမပေးခဲ့ပေ။သူမသည်ကွေးညွတ်သွားခဲ့တော့လဲပြန်လည်မတက်ရက်ခဲ့သည်။ဘဝကသူမထံမှအများကြီးတောင်းဆိုနေချိန်မှာပင်သူမသည်ဆက်လက်အသက်ရှင်ရန်ရွေးချယ်ခဲ့သည်။ဒါဟာဂျိုစီရဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။